Hello ဒီနေ့မှာကျွန်တော်တို့ဒီကနေ့ fashion outfit ရဲ့ suits တွေကိုမန်ရွှေလီစင်တာရဲ့ပါရှင်ကိုကြီးကိုတားရဝတ်ဆင်ပေးခဲ့တာဖြစ်ပါတယ်အမားရဲ့ navy blue နဲ့ light ဖက်အောင်လို့ကျွန်တော်ကတော့ဒီနက်ပြာရောင်ရှင်းရှင်းကိုစီစဉ်ပေးတာဖြစ်ပါတယ် suits ကတော့3ရက်အတွင်းအမြန်ချုပ်လိုက်ရတဲ့အတွက်ပေါ့နော်နည်းနည်းလေးပေါ့နော်ကျွန်တော်စိတ်တိုင်းမကြပါဘူးဒါပေမဲ့ကိုကရပါတယ်ပေါ့နော်အဆင်ပြေပါတယ်ဆိုတော့တော့စိတ်ချမ်းသာပါတယ်အဲ့လိုမျိုးနားလည်ပြီးတော့ကိုကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် fitting လည်းမချရဘူး3ရက်အတွင်းအမြန်ချုပ်ပေးလိုက်ရတာဖြစ်တဲ့အတွက်လည်းနည်းနည်းလေးတော့တကယ်ကိုစိတ်တိုင်းမကြတာပါနောက်ပွဲကြရင်ကြီးကျယ်ပြန်ချုပ်ပေးပါမယ်ဒါကတော့ကျွန်တော်မမေသေးကိုချိုနေတာပေါ့နော်ကိုမေဆိုတော့လေဘာတိုက်ရမလဲဆိုတော့မမေစီရတာတကြည့်ရတာပေါ့ပွဲတိုင်းဒါကကျွန်တော်တို့နာမည်ကျော်ကိုကြီးပေါ့နော်ဆိုတော့ဒီကိုခွန်းကိုတချိုတာပေါ့နော်နောက်ပွဲကြဘယ်လိုချုပ်ပေးမယ်မိုက်စားရေးချုပ်ပေးကျွန်တော်ဘယ်လိုဝတ်ပေးပါဘာညာပေါ့သူကလည်းဟာဝတ်စုံနေကြိုက်တယ်အောင်မယ်ဟိုတနေ့ဝတ်စုံကလည်းရန်ထိမိတာပဲပေါ့ဒါကတော့စီစဉ်ကိုဖေးတန်းကိုရဲရင်သွားချွင်နေမထော်မလန်းနေပြီပြီးတော့အမားရဲ့ schedule တက်နေပါတယ်အဲ့တော့ schedule ပြန်ပေးပါတယ်ပြီးရင်ဆက်ချိုးပါတယ်ပြီးမမေကိုပြန်ချိုးတယ်မမေစီကနေပြီးတော့စိန်နေပါတယ်ဝတ်လာလဲချိုးမဲဒါကတော့ကျွန်တော်နောက်တစ်ခါမှ fashion outfit ရဲ့ဒီရတာလေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ